အားလုံးပဲမင်္ဂလာပါရှာမလေး channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဟင်းသုံးမျိုးကိုကျွန်တော်ချက်ပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်မျိုးကတော့ရွှေပဲသီးဒုတိယတစ်မျိုးကတော့မုံညင်းရွက်ကြော်ပေါ့နော်နောက်တတိယတစ်မျိုးကတော့စာပါငါချက်နီလေးပဲဖြစ်ပါတယ်ပထမအဆုံးတော့ကျွန်တော်တို့ cherry tomato ကိုရေစေးတန်းစင်ပြီးတော့မှပုံမှာပြထားတဲ့အတိုင်းလီးပါပြီးတော့ရွှေပဲသီးကိုလည်းဒီတင်ပြီးတော့မှ stand by ထားပါနောက်မုံညင်းတစည်းပေါ့နော်မုံညင်းဖြူကိုကျွန်တော်အသုံးပြုပေးထားတယ်အဲ့ဒါကိုလည်းရေစေးတန့်စင်ပြီးတော့မှထားပေးထားပါစက်တုံဖြူထောက်မွာလေးကိုကျွန်တော်ချိန်ပြီးတော့မှ stand by လေးပေးထားပါတယ်အဲ့ဒါဒီဆိုလို့ရှိရင်တော့ကျွန်တော်တို့စာပါငါးကိုလှီးဖြတ်ပေးရပါမယ်စာပါငါတစ်ချမ်းပေါ့နော်အဲ့ဒါကို slide လုပ်ရမယ်ပုံမှန်ပြထားတဲ့အတိုင်း slide လုပ်ပြီးတော့မှကျွန်တော်တို့စားဖြူပေးရပါမယ်အရသာအတွက်ဒါလည်းလောက်ရတာလွယ်ကူပြီးတော့မှရိုးရှင်းပါတယ်ပေါ့နော်ကျွန်တော်အရင်တော့တင်ထားတဲ့စာပါငါကင်နီအဲ့ထဲမှာလည်းပြထားပြီးသားဖြစ်ပါတယ်ဒါမဲ့ဒီတစ်ခါပြန်ပြတာတော့ကျွန်တော်ဒီ၃မျိုးနဲ့လိုက်ဖက်လို့ကျွန်တော်ပြန်ချက်ပြခြင်းဖြစ်ပါတယ်အဲလိုပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ပိုင်းဖြတ်လိုက်တယ်ခလေကနေပြီးမှစာဖြူမယ်ပေါ့အရသာအတွက်ဒီလိုပိုင်းဖြတ်ရတာလည်းကျွန်တော်က air fryer နဲ့ကျွန်တော်ကပေါင်းမှာမလို့ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ကဖြတ်ရပါတယ်စားကိုတော့ကျွန်တော်တို့စိတ်ဝင်သွားအောင်ပေါ့နော်အရသာစိတ်ဝင်သွားအောင်ဒီစာပါငါနှစ်ဖက်လုံးကိုကျွန်တော်တို့ဖြူပေးရပါမယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ air fryer ထဲမှာကျွန်တော်တို့15မိနစ်ပေါ့နော်ထည့်ပြီးတော့မှပေါင်ထားပေးလိုက်ပါဒါဆိုရင်တော့စာပါငါအတွက်ကတော့အဆင်ပြေသွားပြီဖြစ်ပါတယ်အခုချိန်မှာကျွန်တော်အရန်သင်းလှုပ်ထားတဲ့ရွှေပဲသီးကိုစားကြော်မှာဖြစ်ပါတယ်။ဒီဟိုထဲမှာစီအနေငယ်ထည့်ပြီးတော့မှမီးအပူပေးလိုက်ပါ။ပြီးတဲ့အခါမှာကျွန်တော်အရန်သင်းလှုပ်ထားတဲ့ခုနကြက်သွန်ဖြူကြိတ်ထားတဲ့ဟာကိုထည့်ပြီးကြော်မှာဖြစ်ပါတယ်။စီကြက်ပြီးဆိုတာနဲ့ကြက်သွန်ဖြူထည့်ပြီးကြော်ပါ။ပြီးတော့တခါတည်းပဲရွှေပဲသီးကို cherry tomato ကိုထည့်ပါပြီးတော့QC ကိုလောင်းထည့်ပါအနှင်းငယ်ပေါ့နော်နောက်အရသာအတွက်စားနဲ့အချုံမိုးကိုတစ်ခါတည်းထည့်ပြီးကြော်လိုက်ပါဒီချိန်မှာတော့မီးပြင်းပြင်းနဲ့ပဲကြော်ပါသူကအကြက်မြန်ပါတယ်ဗျအဲဒါကြောင့်မလို့ခပ်ပြင်းပြင်းလေးကြော်ပြီးလို့ရှိရင်အယောင်နွမ်းသွားပြီဆိုလို့ရှိရင်ဒါရွှေပဲသီးကြော်တပွဲရရှိလို့သွားပြီဖြစ်ပါတယ်ရရှိတဲ့ရွှေပဲသီးကိုကျွန်တော်တို့ stand by လုပ်မဲ့ပကံထဲမှာခွက်ထဲမှာကျွန်တော်တို့ထည့်ထားပေးလိုက်ပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like and share and subscribe လေးလုပ်ထားပေးပါဒါမှလည်းကျွန်တော်နောက်ထပ်တင်မဲ့ဗီဒီယိုတွေကိုပရိသတ်တို့ထပ်မံတွေ့ရှိမှာဖြစ်ပါတယ်အခုဆိုရင်ရရှိပြီဖြစ်တဲ့အတွက် stem မဲ့လုံးမဲ့ခွက်ထဲမှာထည့်လိုက်ပါပြီးတဲ့အခါမှာစီအနေငယ်လောင်းထည့်ပြီးတော့ခုနကမုံကြီးကိုထပ်ကြော်ပါမယ်စီကျက်လာပြီဆိုလို့ရှိရင်ခုနရွှေပဲသီးကြော်တဲ့အတိုင်းပဲကြက်သွန်ဖြူတွေကိုထည့်မယ်ကြော်မယ်ပြီးတော့မုံကြီးထည့်မယ် QC ထည့်မယ်ပြီးရင်အရသာအတွက်စားအချုံမုတ်ထည့်ပြီးကြော်မယ်မုံကြီးရွက်ကျက်သွားပြီဆိုလို့ရှိရင်လည်းဒါမုံကြီးကြော်တပွဲရရှိလို့သွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါပရိသတ်များလည်းလှုပ်ရှားကြည့်ပါဒါကအလွန်စားကောင်းပြီးတော့မှကတွင်းကိုလည်းမြင်စိမ့်တယ်ပြီးတော့အာဟာရလည်းဖြစ်စေတယ်ပေါ့နော်ဒါကြောင့်လှုပ်ရှားကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်
အရသာအတွက်ကတော့ကိုလိုသလိုဟိုထပ်ထဲပေါ့နော်ဟိုအငံပေါ့အချိုအတွက်အဓိကတော့ QC နဲ့ပဲကျွန်တော်ထိန်းထားပေးထားပါတယ်အခုဆိုရင်ရရှိပြီဖြစ်တဲ့အခါမှာ stem မဲ့လုံးမဲ့ပကံထဲမှာခွက်ထဲမှာတခါတည်းထည့်ထားပေးလိုက်ပါအခုဟင်းနဲ့ပွဲလေးပြီးသွားပြီဆိုတဲ့အခါမှာ15မိနစ်ပြည့်တဲ့အခါမှာစာပါငါးလေးရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့စာပါငါးကိုပွဲပြင်မဲ့ပကံထဲမှာထည့်ရပါမယ်အယောင်လေးကလည်းအခုဆိုလို့ရှိရင်ညိုလေးနဲ့ကြက်သွားပြီပေါ့နော်အရသာတကယ်စားကောင်းမဲ့အရသာမျိုးဖြစ်သွားပြီအခုစတင်ပြီးတော့မှပွဲပြင်မဲ့ပကံထဲမှာကျွန်တော်တို့ထည့်ပါတယ်ပြီးတဲ့အခါမှာခုနကရွှေဘဲသီးနဲ့မုံညင်းကြော်တွေကိုလည်းဒီမှာတခါတည်းထည့်မယ်ပေါ့နော်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်အလွန်မှအရသာရှိတဲ့ဟင်းသုံးမျိုးကိုလည်းရရှိလို့သွားပြီဖြစ်ပါတယ်ပြီးဆိုအောင်ကြည်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ရက်တွေမှာပြန်လည်ပြီးတော့မှတွေ့ဆုံကြပါအောင်ဆိုအားလုံးကို bye bye